လွတ်လပ်ပြီးတရားမျှတဲ့ရွက်ကောက်ပွဲကိုဒီနှစ်ကုန်ပိုင်းမှာကျွန်တော်ဆောင်ရွက်မယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်တို့ရှင်းပြပါတယ်ဆွေးနွေးတဲ့လူတွေကတော့ဗျာအားလုံးလည်းလက်ခံပြီးတော့မှအားပေးထောက်ခံမှုရှိတာကိုလည်းကျွန်တော်တွေ့ရပါတယ်မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်ပြောင်းလဲမှုဒီဇင်ဘာလမှာကျင်းပဖို့စီစဉ်နေတဲ့ရွက်ကောက်ပွဲကိုမြန်မာနိုင်ငံမှာရင်ဆိုင်နေရတဲ့ပြဿနာတွေရဲ့ထောက်ပေါက်ဖြစ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကပုံဖော်နေပြီးနိုင်ငံတကာတိုင်ဝမ်ရဲ့ထောက်ခံမှုရရှိလာဖို့မဲဆွယ်စည်းရုံးနေပါတယ်ရွက်ကောက်ပွဲဆိုတဲ့ဝါရဟာပြည်သူ့ဆန္ဒခံယူခြင်းဆိုတဲ့တိတ်ပဲပါဝင်တဲ့တွေမင်းအောင်လှိုင်တွစ်ဆုံမဲ့သမျှနိုင်ငံတကာခေါင်းဆောင်တွေကရွက်ကောက်ပွဲကိုစန့်ကျင်တယ်လို့မပြောဆိုကြပါဘူးနိုင်ငံရဲ့ရွက်ကောက်ပွဲဟာအဲ့ဒီနိုင်ငံရဲ့ပြည်တွင်းရေးတာဖြစ်သူကမ္ဘာနိုင်ငံတွေကစန့်ကျင်တဲ့သဘောထားမပေးကြတာဟာတဘာဝကျပါတယ်ဒီချက်ကိုအသိထားတဲ့မြို့နိုင်ငံကဒီကောင်ရဲ့ရွက်ကောက်ပွဲစီစဉ်ကိုနိုင်ငံတကာခေါင်းဆောင်တွေကထောက်ခံကြတဲ့အကြောင်းပြည်ပဖြစ်စဉ်တွေကအပြည့်မှာဝါဒဖြန့်လိရှိပါတယ်ဒီကောင်ရဲ့ပြည်ပဖြစ်စဉ်လို့ဆိုရမှာလေတရုတ်ရုရှားဘယ်လာရုစ်နဲ့ခုနောက်ဆုံးကာဇက်စတန်နိုင်ငံစတဲ့ရှန်ဟိုင်းပူပေါင်းဆောင်ရွက်ရေးဖွဲ့ SCO ဖွဲ့ဝင်နိုင်ငံတွေသာဖြစ်ပါတယ်မင်းအောင်လှိုင်စီစဉ်နေတဲ့ရွက်ကောက်ပွဲကိုထောက်ခံအားပေးနေတဲ့နိုင်ငံခေါင်းဆောင်တွေထဲမှာတရုတ်သမ္မတရှီကျင်းပင်ပါဝင်ပါတယ်မြန်မာပြည်သူတွေရဲ့ဆန္ဒအရအစိုးရတဲ့တည်းရဲ့ပေါ်ပေါက်လာခြင်းကစစ်အာဏာသိမ်းမှုကြောင့်ဖြစ်ပေါ်လာတဲ့မြန်မာနိုင်ငံရေးပြဿနာရဲ့ချော့ပေါက်ဖြစ်တဲ့ဒါမှမဟုတ်မင်းအောင်လှိုင်ရဲ့အာဏာသိမ်းမှုကိုအဆုံးသတ်ပေးမဲ့လမ်းကြောင်းဖြစ်တဲ့တို့ပြည်အစိုးရကအဓိပ္ပာယ်ဖွင့်နားမလည်လက်ခံထားသလားဆိုတာတွေးဆစဉ်းကျင်စရာတွေရှိနေပါတယ်အကြောင်းကတော့ဒီကနေ့အိုပလာတာတရုတ်နိုင်ငံမှာကျင်းပခဲ့တဲ့လန်ချန်မဲကောင်ပူပေါင်းဆောင်ရွက်ရေးအစည်းအဝေးတွင်တရုတ်အစိုးရရဲ့ထိပ်တန်းတန်တမန်တရုတ်နိုင်ငံသားရေးဝန်ကြီးဝမ်ယီဟာစစ်ကော်မရှင်ခန့်နိုင်ငံသားဝန်ကြီးတန်းဆွေနဲ့တွေ့ဆုံပြီးတရုတ်အစိုးရရဲ့မြန်မာပြည်ထနာဖြည့်ရှင်းရေးမူဝါဒ3ရက်ကိုအတည်ပြုခဲ့ပါတယ်။ဒါဟာစက်တင်ဘာလမှာကျင်းပခဲ့တဲ့ရှန်ဟိုင်းပူပေါင်းဆောင်ရွက်ရေးခေတ်အစည်းအဝေးမှာမင်းအောင်လှိုင်နဲ့တွေ့ဆုံပြီးတရုတ်သမ္မတရှီကျင်းပင်ကတရုတ်ရဲ့မူဝါဒကိုအတိလင်းကြိုတင်အတိပေးခဲ့ပြီးမင်းအောင်လှိုင်ရဲ့လက်ခံသဘောတူညီမှုကိုကြိုတင်ရယူခဲ့တဲ့သဘောသက်ရောက်ပါတယ်။အဲ့ဒီမူဝါဒတွေကတော့သက်ဆိုင်ရာစုဖွဲ့တွေကြားမော်ဒီယာတွေချုပ်ညင်းပြီးပြည်ပငြိမ်းချမ်းရေးနဲ့ပြည်သူ့ဆန္ဒနဲ့ညီမျိုးသားအုပ်ချုပ်ရေးစနစ်ဖော်ဆောင်ရေးနဲ့အမျိုးသားပြည်လဲတည်မြဲရေးနဲ့ခြေပြင်းနဲ့စုစည်းညီညွတ်မှုဖော်ဆောင်ရေးတော့လူမှုသားစာတာဖြစ်ရေးတဘာဝဘေးဒုံပြည်လဲတည်ဆောက်ရေးလုပ်ငန်းတွေတိုးတက်ရေးစီးပွားရေးဖွံ့ဖြိုးမှုနဲ့ပြည်သူတွေရဲ့ဘဝတိုးတက်ကောင်းမွန်ရေးဆိုတဲ့အချက်တွေဖြစ်ပါတယ်။ဒါပေမဲ့ရွက်ကောက်ပွဲကျင်းပဖို့အချိန်နှိကပ်လာတာနဲ့များနိုင်ငံမှာပကတိဖြစ်ပျက်နေတဲ့ချင်းရတာတော့ရွက်ကောက်ပွဲကျင်းပလို့သူကနိုင်ငံနဲ့မဲဆန္ဒနယ်မြေတွေမှာရှိတဲ့မဲဆန္ဒရှင်ပြည်သူတွေကိုလေကြောင်းတိုက်ခိုက်မှုတွေတင်းပြင်းထန်ထန်ပုံမပြုလုပ်သားနေတာဖြစ်ပါတယ်။စစ်ကောင်တော့မင်းအောင်လှိုင်ဟာရွက်ကောက်ပွဲကို၎င်းရဲ့အာဏာတည်ငြိမ်ရေးတွေအပြစ်မဲ့ပြည်သူတွေရဲ့အသက်ပေါင်းများစွာနဲ့လောင်ကြီးထက်မဲ့လောင်ကစားပွဲတစ်ခုအတွင်းဖန်တီးနေတယ်ဆိုတာထင်ရှားလာပါတယ်။ဒီချင်းကတရုတ်ဆိုရရဲ့နမရီမူဝါဒ3ရက်နဲ့ဖြောင်းမြောင်ကြီးစန့်ကျင်လျက်ရှိနေပါတယ်။2023-2024ခုနှစ်တွေမှာအကြီးကျယ်စစ်ရှုံးနေတဲ့အာဏာသိမ်းစစ်တပ်ကိုစစ်ရဲကူယူတွေနဲ့အဓိကကြားခံပေးနေပြီးရွက်ကောက်ပွဲကိုထောက်ပံ့ထားတဲ့တရုတ်အစိုးရဟာ၎င်းတို့မျှော်မှန်းတယ်လို့မြန်မာနိုင်ငံမှာရွက်ကောက်ပွဲကနေတစဉ်ပြည်သူ့ဆန္ဒနဲ့ညီအစိုးရတဲ့တည်းရဲ့ပေါ်လာမယ်အဲ့ဒီကနေမှတစဉ်ကျေပြန်းတဲ့မြို့သားပြည်နယ်တည်ငြိမ်ရေးနဲ့စီးပွားရေးတည်ငြိမ်ဖွံ့ဖြိုးမှုတွေပြန်လည်ရရှိလာမယ်လို့စိတ်ကူးရင်ပြတ်ဆက်ထားတယ်ဆိုတာဒါကောင်တို့ရဲ့မြန်မာမူဝါဒ3ချက်ရာသိလာတွေ့ရှိရပါတယ်ရွက်ကောက်ပွဲဒီသားလေးလက်ရှိပြည်ထနာတွေကိုကြော်လာနိုင်မဲ့တခုတည်းသောနီလန်တပွဲတွင်ဝါရဖြန့်နေတဲ့စစ်ကော်မရှင်ဟာဒီနေ့တခုလုံးဒီမှာလက်လို့ဆုံးရှုံးထားရတဲ့ဒခိုင်ဒေသရှိအရက်ဘက်ပြစ်မဲ့တွေကိုအခုရပိုင်းတွင်စစ်တိုက်ပြစ်မဲ့ထားပုံကျဲတိုက်ခိုက်လာပါတယ်အောင်ခတ်တော့ဒီသိမ့်ပိုက်ထိချုပ်ထားတဲ့ကြောက်တော်မြို့နယ်တဲရပီကြီးရွာမှာရှိတဲ့ပညာပန်းကြီးနဲ့အမြင့်တဲ့ပုဂ္ဂလိကထက်တန်းကျောင်းတွေနဲ့အိတ်ဆောင်တွေပေါ့ကိုစစ်တင်မာလာစနေနေ့ညတကောင်ချိန်မှာလီတက်ကဖျက်အားဖြင့်ပေါင်900ဘုံဒီနှလုံးဂျေးချတိုက်ခတ်ခဲ့တာကြောင့်ကျောင်းသားကျောင်းသူစုစုပေါင်းယောက်20တေဆုံးရပြီးတခြားလူ20ကျော်ထိခိုက်ဒဏ်ရရှိခဲ့ပါတယ်။လာတူအော်ဂိုလာကုန်ပိုင်းကလည်းဂျဟိုင်မီနယ်ရဲ့မြောက်ဘူးရှေးအောင်မြို့တော်လူနေရက်ွက်တစ်ခုကိုတကောင်ရင်ချိန်မှာပေါင်900ဘုံဒီနှလုံးဂျေးချတိုက်ခတ်ခဲ့သူရတနာပြည်သူ12ဦးတေဆုံးခဲ့ပြီး21ဦးဒဏ်ရရှိခဲ့ပါတယ်။စက်တင်ဘာလ29ရက်နေ့ညပိုင်းကလည်းနိုင်ငံရဲ့လှပဇောပပတိကန်းကြီးတရှိရာတန်တွဲမြို့ကကျင်းသားပြည်သူတွေနေထိုင်တဲ့အမှတ်၄ရက်ွက်ကိုနှစ်ချိန်တိုင်းဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်
ပြစ်မဲ့ပြည်သူတအူးသေဆုံးပြီး6ဦးအပြင်းထန်ဒဏ်ရာရရှိသွားခဲ့ပါတယ်။ဒီတိုက်ခိုက်မှုတွေကြောင့်စက်တင်ဘာလ29ရက်နေ့မှာပြည်ကရေးပေါ်ထုတ်ပြန်ချက်ထုတ်ပြန်ပြီးပြည်သူတွေကိုစစ်ရေးတတိအမြဲရှိကြဖို့အသိပေးတိုက်တွန်းခဲ့ပါတယ်။အဲ့ဒီထုတ်ပြန်ချက်မှာမြေပြင်တိုက်ပွဲတွေမှာအကြဆုံးများစွာနဲ့ရင်ဆိုင်နေရတဲ့ဖက်စစ်အကြမ်းဖက်စစ်ကော်မရှင်တပ်ဟာအခုရက်တွေမှာအာရခဒေသတွင်မိမိတို့အပြည့်အဝထိန်းချုပ်ထားပြီးတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့မြို့ရွာတွေမှာရှိတဲ့စာတင်ကျောင်းဈေးဆေးရုံဆေးကန်နဲ့ဖုံးတော်ကြီးကျောင်းစရှိတဲ့နေရာတွေအပြင်လူစုလူဝေးရှိတယ်လို့ယူဆတဲ့နေရာတွေကိုပညာချင်းမျိုးတေးကျောင်းရေကျောင်းနဲ့တနက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်တဲ့လုပ်ရတွေကိုပုံမှုလှုပ်ဆောင်တဲ့ရှိတဲ့သူဖော်ပြထားပါတယ်တကယ်တော့စစ်ကော်မရှင်ဟာရခိုင်ပြည်နယ်ကမက၎င်းတို့လက်လွတ်ဆုံးရှုံးထားတဲ့နိုင်ငံထဲမှာရှိတဲ့မြို့ရွာတွေမှာရက်သားပြည်သူတွေကိုပြစ်မှတ်ထားတဲ့အလားတူလေကြောင်းတိုက်ခိုက်မှုတွေကိုအခုရက်ပိုင်းလပိုင်းတွင်တိုးမြင့်လှုပ်ဆောင်နေတာပါစစ်တင်မာလာ20ရက်နေ့ပြည့်ထဲမှာပဲမြန်မာနိုင်ငံလေပိုင်းမန္တလေးတိုင်းတွေကတပိတ်ချင်းနဲ့စင်ကုန်းမြို့တွေရှိလူနေရက်ကွက်တွေပေါ်ကိုဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ရက်သားပြည်သူ၄ဦးသေဆုံးခဲ့ပြီး12ဦးဒဏ်ရာရရှိခဲ့ပါတယ်စက်တင်ဘာလ26ရက်နေ့မှာလည်းပဇင်မြို့နယ်ကန်ထူးမှကြီးရွာကိုဘုံကျဲတိုက်ခိုက်ခဲ့ရမှာရက်သားပြည်သူ10ဦးသေဆုံးခဲ့ပြီး12ဦးဒဏ်ရာရရှိခဲ့ပါတယ်။အလားတူစက်တင်ဘာလ29ရက်နေ့မွန်းလွဲပိုင်းမှာတော့ကချင်ပြည်နယ်ရှိကချင်လွတ်မြောက်ရေးတပ်မတော် PIA သိမ်းပိုက်ထိန်းချုပ်ထားတဲ့စရုံမြို့ရဲ့လူစီကိုင်းရာဈေးပေါ်ကိုဘုံကျဲချခဲ့လို့လက်တလောရရှိထားတဲ့သတင်းချက်လက်တွေကကလင်းငယ်2ဦးပါဝင်ပြည်သူ10ဦးသေဆုံးခဲ့ပြီးသေဆုံးတဲ့ရရှိမှုပြည်အတွက်ဟာပုံမှုပြလာပွဲရှိနေပါတယ်။စစ်ကော်မရှင်အနေနဲ့ခုလိုဒီဘုံတွေကိုဖော်ပေါ်တည်တည်တော့ပြီးရဲဘက်ပြည်မဲ့တွေကိုဥတီတိုက်ခိုက်မှုတွေတုံးမြင့်လှုပ်ဆောင်နေတာဟာအမတ်20ကာဝေးပစ္စည်းစေုံကနေဒီဘုံဒီမျိုးမျိုးအမြောက်များထုတ်လုပ်နိုင်အောင်တရုတ်အစိုးရပိုင်း China South Company ကအကူအညီပေးနေတာဖြစ်တယ်လို့မြန်မာနိုင်ငံဆိုင်ရာထူးချန်ပေးကောင်စီ SCCM ကဆိုလိုင်းလာ16ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ထားတဲ့အစင်ခန်းစာမှာဖော်ပြထားပါတယ်။ဒါကြောင့်တရုတ်သမ္မတရှီကျင်းပင်နဲ့တရုတ်အစိုးရဟာမင်းအောင်လှိုင်ရဲ့စစ်မင်းရဲ့ကြားကရွေးကောက်ပွဲအကြိုကာလစစ်ရာဇဝတ်မှုကျူးလွန်မှုတွေကိုထိုင်ရိုက်အားပေးအားမြောင်ပြုလုပ်နေပြီးဒါဟာတရုတ်မြန်မာစစ်ဆန်ရေးတမိုင်းတစ်လျှောက်မြန်မာပြည်သူတွေပေါ်တရုတ်ကျူးလွန်နေအဆိုအဝါဆုံးလုပ်ရတစ်ခုဖြစ်တာဝန်ယူရပါလိမ့်မယ်။ဒီဖြစ်တွေကညှို့ပြနေတဲ့ຢာကတော့စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့ရွေးကောက်ပွဲဟာဆီယနာတင်မှုကြောင့်ပေါ်ပေါက်လာတဲ့နိုင်ငံရေးပြဿနာတွေကိုဖြေရှင်းနိုင်မှုရည်ရွယ်တာထက်ရွေးကောက်ပွဲပြင်းလို့နိုင်ခြင်းမရှိတဲ့မဲဆန္ဒနယ်တွေမှာဒီထိုင်ကြတဲ့ပြည်သူတွေရွေးကောက်ပွဲကိုလက်ခံလာစေဖို့ဘုံကျဲတက်ဖြတ်ပြနေတာဖြစ်ပါတယ်။ဒါပေမဲ့စစ်ကော်မရှင်ရဲ့ဒီအကြမ်းဖက်စည်ရင်းနီလာနဲ့ရွေးကောက်ပွဲနီလာကိုင်ဒီဒီဝါကနေချက်ပေါ်လာမဲ့ရွေးကောက်ပွဲပြီးတဲ့နောက်ခင်းချင်းမှာစစ်တပ်ထိန်းချုပ်နိုင်တဲ့နေပြည်နဲ့မထိန်းချုပ်နိုင်တဲ့နေပြည်ဆိုပြီးကွေးပြားမှုတွေပုံပုံနဲ့ရှမ်းရှမ်းဖြစ်ပေါ်လာစေုံမှတပါတခြားရလက်ထွက်ပေါ်လာနိုင်မှာမဟုတ်ပါဘူး။တနည်းအားဖြင့်လာမယ့်ရွေးကောက်ပွဲဟာစစ်တပ်နဲ့ဒိုင်းနာလက်နက်ကိုင်ခွဲတွေရဲ့အုပ်ချုပ်မှုပုံသဏ္ဍာန်မျိုးမျိုးကွဲပြားတဲ့တနိုင်ငံစနစ်မျိုးမျိုး one country multi governance system ရှိတဲ့မြို့ဝဲတိုင်းပြည်တစ်ခုရဲ့အသွင်လက္ခဏာတွေပုံပုံနဲ့ရှဲစွာဖြစ်ပေါ်လာပြီးတိုင်းပြည်ပြိုကွဲရေးလမ်းကြောင်းစီကိုတွန်းပို့ပေးတဲ့အကြောင်းတရားဖြစ်လာနိုင်ပါတယ်။တော်လိုင်းအင်အားစုအသီးသီးကလည်းမြို့အောင်ရဲ့ရွေးကောက်ပွဲကိုလက်ထုတ်ပြန်မယ့်အကြောင်းခုတလောကြီးညာချက်တွေထုတ်ပြန်လာကြတာကိုတွေ့မြင်နေရပါတယ်။အောက်လ24ရက်နေ့မှာယူသားညီညွတ်ရေးအစိုးရ NUG ကကြီးညာချက်တွေဆောင်ထုတ်ပြန်ခဲ့ပြီးတရားမဝင်အထူးရောင်ရွေးကောက်ပွဲဖြစ်စက်ညင်ကြဖို့ပြည်သူတွေကိုနှိုးဆော်ခဲ့ပါတယ်။2020နှစ်ရွေးကောက်ပွဲမှာနိုင်ရရှိခဲ့တဲ့မြို့သားဒီမိုကရေစီဖွဲ့ချုပ် NLD ကလည်း2020ထွေထွေရွေးကောက်ပွဲရလဒ်တီတာပြည်သူဆန္ဒနဲ့ညီတရားဝင်တရှိနေစေဖြစ်တယ်လို့ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။အလားတူကချင်ကရင်ကရင်နီချင်းရခိုင်ဝါစတဲ့တိုင်းသားလက်နက်ကိုင်တော်လှန်ရေးဖွဲ့တည်တည်စုမှုထင်းချုပ်ဒေသတွေမှာစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကျင်းပမှုကိုလက်မခံကြောင်းနဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေမှာပူးပေါင်းကူညီနေသူတွေကိုရေးယူသွားမယ်ဆိုတဲ့အကြောင်းကြေညာချက်တွေထုတ်ပြန်ပြီးအသိပေးတားမြစ်လာပါတယ်။ရွေးကောက်ပွဲကာလကိုတဖြည်းဖြည်းချင်းကပ်လာတဲ့နိုင်ငံနဲ့မှာစစ်မီလီယံပုံမှုတောက်လောင်လာမယ့်တက္ကနာတွေကိုလည်းတွေ့မြင်နေရပါတယ်။ NUG ရဲ့ကာကွယ်ဝင်ကြီးဌာနအမှုတွေကလည်းတနိုင်ငံလုံးတိုင်းတာနဲ့ထွေထွေထိုးစစ်ဆင်နွှဲဖို့ပြင်ဆင်နေတဲ့တို့လာတင်ကြတွေကအသိပေးထားပါတယ်။အဲဒီကာလတော်တွင်ကချင်နဲ့စကိုင်းတိုင်းနယ်စပ်ရှိဗမောက်မြို့ကိုMODရဲ့အမတ်တစ်စစ်ဒေသရဲ့တိုက်ရိုက်စစ်စင်ရေးကိုကဲမှုနဲ့
ပိမ့်ပိုင်ခင်းချုပ်နိုင်ခဲ့တဲ့တို့စစ်တင်မာလာ22ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။တယုံကြီးရဲ့ဗမောက်စစ်စင်ရေးအောင်မြင်မှုဟာဇူလိုင်လကလေးကတမြန်ထိုးစစ်တွေနဲ့ကင်းနီနဲ့ရှမ်းမြောက်စစ်မျက်နှာတွေမှာမြို့တွေကိုပြန်လည်သိမ်းပိုက်အောင်ပွဲရနေတဲ့မင်းအောင်လိုင်းစစ်တပ်တွေစကိုင်းစစ်မျက်နှာမှာစစ်ရှုံးနေမှုဖြစ်ပါတယ်။ဗမောက်မြို့ကိုလည်းလို့ဆုံးရှုံးခဲ့ရတာကိုကြည့်ရင်မင်းအောင်လိုင်းစစ်တပ်ဟာနိုင်ငံထဲမှာတမြန်ထိုးစစ်တွေကိုတပြိုင်နက်တည်းဆင်နွှဲနိုင်တဲ့စစ်အင်အားတာလုံမှုပြန်လည်ရရှိနေတဲ့အနေအထားမရှိသေးဘူးလို့သုံးသပ်နိုင်ပါတယ်။ပြည်သူ့တပ်ပေါင်းများစွာနဲ့လောင်ကြီးထက်မဲ့စစ်မီဒီယာကြားကျင်းပမဲ့ရွေးကောက်ပွဲအောင်မြင်ရေးနဲ့ရွေးကောက်ပွဲရလဒ်ကိုနိုင်ငံတကာလက်ခံလာရေးဆိုတဲ့အလုံးမသိကြမရေရတဲ့အခြေအနေတွေကိုမင်းအောင်လိုင်းပြင်ဆင်ရနိုင်ပါတယ်။အတိတ်ဘက်ကတော့မင်းအောင်လိုင်းဟာရွေးကောက်ပွဲဆိုတဲ့ကိုယ်တိုင်ဖော်ဆက်တဲ့စီးနဲ့အစိတ်သိမ့်နိုင်တဲ့အခြေအနေကိုကြုံတွေ့ရနိုင်ပါတယ်။လက်ရှိမှာတော့မင်းအောင်လိုင်းဟာစစ်တပ်ပါတီကြက်ခိုင်ရေးကနေတဆင့်နိုင်ငံတော်အာဏာကိုစစ်တပ်ကရာသက်ပံထိန်းချုပ်ထားနိုင်မှုဗိုလ်ချုပ်ကြီးစစ်မှဆက်ပြီးစစ်တပ်ရာရှိရောက်900ကျော်ကိုပေါင်းပြီးချုပ်ရက်သားတွင်ယူစီပြီးရွေးကောက်ပွဲဝင်မှုစစ်စင်းနေပြီဖြစ်ပါတယ်။ဒါဟာ2010ပြည့်နှစ်ကဆက်အနာရှင်ဟောင်းတန်းရှိစီစဉ်ခဲ့ပြီးဒီမိုကရေစီကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကြောင့်လက်လွတ်ဆုံးရှုံးသွားခဲ့တဲ့စစ်တပ်အာဏာကိုပြန်လည်ရယူဖို့ကြိုးပမ်းတဲ့လုပ်ရဖြစ်ပါတယ်။အခုဒီချိန်မှာတော့တန်းရှိမှားခဲ့တဲ့ရွေးကောက်ပွဲဥပဒေတွေကိုပြင်ဆင်ပြီးဒေါ်အောင်ဆန်းစုကြည်ကိုနှစ်ရှည်ထောင်တော်နေနဲ့အကျဉ်းထောင်ထဲမှာဘဝဆုံးတွေကိုကျင်စီထားပြီးတော့1990ပြည့်နှစ်ရွေးကောက်ပွဲကလေးကပြည်သူတွေရဲ့ထောက်ခံမှုကိုရွေးကောက်ပွဲအဆက်ဆက်ရရှိခဲ့တဲ့ NLD ပါတီကိုဖျက်ဆီးချေမှုပြီးမှကျင်းပမဲ့ရွေးကောက်ပွဲမှာ၎င်းတို့ပါတီကနိုင်ရပြီးအစိုးရဖွဲ့နိုင်မယ်လို့ယုံကြည်ကြောင်းကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌခင်ကဟစ်ကြွေးလာပါတယ်ဘလို့ပဲတေချာစီမံကွက်ချပြီးနိုင်ငံတော်အာဏာကိုအတင်းအာဏာမှထွင်းချုပ်ဖို့ကြိုးပမ်းသည်ဖြစ်စေမင်းအောင်လှိုင်နဲ့စစ်ဗိုလ်တပ်ဟာပြည်သူခုခံတော်လှန်စစ်ရဲ့အရှိန်ဟုန်ကိုအာဏာသိမ်းပြီး9နှစ်ကြာလာတဲ့အထိပြင်ဆိုင်နေရဆဲဖြစ်ပါတယ်။ပြည်သူခုခံတော်လှန်စစ်ဟာပြည်သူဆန္ဒအစစ်မှန်ဖြစ်ပြီးမင်းအောင်လှိုင်ရဲ့စစ်မီလန်ဂျာကရွေးကောက်ပွဲကိုထောက်ခံအားပေးနေတဲ့တရုတ်ရုရှားနဲ့အာဏာရှင်နိုင်ငံတွေဟာမကြခင်မှာမြန်မာပြည်သူတွေရဲ့တုံ့ပြန်မှုတွေကိုမျက်ဝန်းထင်ထင်ညှင်းတွေ့ကြရနိုင်နေဆိုတာသုံးသက်တင်ပြလိုက်ရပါတယ်ခင်ဗျာ။